channel တွေကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ MPV Land Down ကိုရောက်ရှိလာတဲ့စောမရှိတဲ့ညီကိုတွေနဲ့လုံးဝမသက်ဆိုင်တဲ့ skin နှကောင်ကတော့ရောက်ရှိလာပါပြီစောရှိတဲ့ညီကိုတွေအနေနဲ့လေဒီ skin လေးတွေကိုဝယ်ပြီးတော့ game ထဲမှာ roll လို့ရနေပါပြီခင်ဗျာဒါဆိုရင်တော့ကျွန်တော်ရဲ့ skin review လေးကိုစလိုက်ရအောင်ခင်ဗျာပထမဆုံးအနေနဲ့ Aura skin လေးကို review လုပ်ပေးတော့မှဖြစ်ပါတယ်ကဲလက်လျှောက်တဲ့ FL လေးကတော့တာမန်ကိုတာမန်ပါပဲထွေထူးရောအရင်ပြောင်းလဲသွားရမပါပါဘူးFace check ကတော့ Valentine skin ရဲ့ထုံးစံအတိုင်းပဲအသေးပုံစံလေးပဲသုံးပေးထားတယ် Scale 1တိုင်းအောင်ဆုံးကြီး၄ပုံမှာဝဲကားသွားတဲ့ fat ကြီးအောင်လာတယ်ဒါအပြင်ကို passive fat ကလည်းလာရတဲ့ကြောင့်အသေးတန်းမှာတန်တယ်လို့ပြောလို့ရတယ်ဗျ Scale 2ဂိမ်းသက်လေးနဲ့လမ်းပေါက်လိုက်တယ် NB ပုံမှာစုံလေးပြန်ပြီးစတန်းသွားတဲ့ပုံစံလေးကတမို့ထူးခြားနေတယ်ဗျ Scale 3 Ultimate Mobile Legends ထဲမှာထွက်ခဲ့တဲ့မြတ် Aura skin တွေထဲမှာအလားဆုံး skin အဖက်နဲ့ပါတဲ့ skin တစ်ခုဖြစ်နေတယ်ဂိမ်းထဲမှာတော့ဘိန်းနဲ့ Roby ကနေတဲ့အဖက်ကြီးကတော့တမို့ထူးခြားနေအောင်အမှန်ပဲစောက်လုံးလဲတော်တော်နောက်တယ်ဂိမ်းထဲမှာပါစိတ်ဒုက္ခပေးပြီးတော့ရိုဂျင်တဲ့ညီကိုတွေအနေနဲ့ဒီ skin ကအရွေးတင်လုံး skin တကောင်ဖြစ်နေတယ်ကဲကျွန်တော်ဗီဒီယိုလေးကိုစုံထိကြည့်ပြီးတဲ့ညီကိုတွေအနေနဲ့ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ကဲကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးပါဖို့ကျွန်တော်တောင်းဆိုလိုက်ပါတယ်နောက်ဗီဒီယိုများမှာပြန်လည်တွေ့ပါဦးမယ်ခင်ဗျာ